မေတီကျူကလေပင့်စီရန်လေးကတော်တော်ကို review ကောင်းနေပေါ့နော်သုံးတော့လေအရင်သဘောကျပါတယ်တလအတွင်းမှာလေရက်20 18ရက်လောက်ပဲလိမ့်တာကိုလောက်ကုန်နေပေါ့နော်တော်လေးကြိုက်လို့ပါအီကွဲဖယ်ရီကတော့လေဘကူချီယောစီရန်လေးကတော့သူကဝတီနိုနဲ့တူတာပေါ့နော်ဒါမဲ့လိမ့်တော့လေမကြိုက်ပါဘူးအားကြောင့်မို့တိတ်မလိမ့်ဖြစ်ဘူးပေါ့နော်အတူတူနှစ်ခုလုံးတူတူဝယ်လာတာသူကကြတော့လေသူ့မှာနာမည်ကြီးတာကကြတော့လူငယ်တွေသုံးနေပေါ့နော်ဒီ swimming pool တိုနာပတ်တို့ swimming pool စီရန်တို့ကပို့ပြီးတော့နာမည်ကြီးပါတယ်ဒါလေးကတော့မကောင်းဘူးပေါ့နော်ကိုသုံးကြည့်ရတော့လေမေဒီချူကကပ်ဆူးခွင်လေးတွေကတော့လေတော်တော်ဟုတ်သုံးလို့ကောင်းပါတယ်သူကတော့လေသားရည်oily skin ဆိုရင်တော့သူက water gel လေးကိုတစ်ဝက်ပေါ့နော်ကပ်ဆူးလေးကိုတစနဲ့သုံးရပါတယ် normal skin ဆိုလို့ရှိရင်တော့ 1:1 ပေါ့နော် dry skin ဆိုရင်တော့ capsule ကတစ gel က2စနဲ့သုံးရပါတယ်သူ့ကိုသုံးတော့လေလိမ့်ရလေတော်တော်ကောင်းတယ်လိမ့်ပြီးသွားလို့ရှိရင်လည်းသူက long lasting ဖြစ်တယ်ပေါ့နော်စီရန်လေးသုံးပြီးတော့ဒါလေးသုံးချင်ရင်တော့လေအရန်ကိုအဆင်ပြေပါတယ်နိုင်ယာစင်းနမိုက်နဲ့27 acid ပါတဲ့ cream လေးကတော့ dashboard only ပေါ့နော်ဒါကကြတော့လေပုံမှန်ပေါ့နော်ဒီ dashboard treatment တွေကိုအရန် sensitive ဖြစ်တယ်လေသူကပဲပေးလို့လူမျိုးတွေဆိုရင်တော့ဒါလေးကသူအရန်အဆင်ပြေတယ်တော်လေးလည်းသူကြိုက်တယ်ပေါ့နော်တော်တော်များဆိုရင်လေသူကရဲတက်လာတာတော့ပူဆက်တာတော့သူလူမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒါလေးတွေသူလိမ့်တာတော့လေသူ့ရဲ့ skin ကစောင်းရင်းဆိုလို့ရှိရင်လေလို့ခြောက်ပြီးတော့အဖက်လေးတွေကတောင်းလေးမှရှိကြတယ်ပါလေမဖြစ်တော့ဘဲနဲ့လေတော်လေးကိုအဆင်ပြေပါတယ် capsule cream လေးတွေကတော့လေ try တင်တယ်လို့ထင်ပါတယ်ပြီးတော့လေသူ့ရဲ့အပေါ်မှာသူကလိမ့်နေလေအကြံလေးတွေလည်းပါတယ်ပေါ့နော်အဲ့ဒါလေးတွေကတော့လေကိုတိုနာလိမ့်ပြီးလို့ရှိရင်တခါလေးတိုနာလေးနဲ့နေ့စဉ် clean လုပ်ပေးလို့ရတာပေါ့နော်ဒီ capsule cream တွေကတော့လေသူကပဲပေးရပိုလိမ့်ဖြစ်တယ်ပေါ့နော်ကိုကခုနောက်ပိုင်းတိတ်မလိမ့်ဖြစ်ဘူးဝယ်ကစားတော့လေစမ်းစင်တော့လိမ့်ဖြစ်တယ်ပေါ့နော်15ရက်လောက်လိမ့်ပြီးတော့နောက်ပိုင်းပြင်းနေရနေပဲမလိမ့်ဖြစ်ပါဘူးဒါလေးကကြတော့လေဆိုတော့ PDI စီရန်လေးကုန်တော့မယ်ဆိုတော့ဒီစီရန်လေးကိုမှားလိုက်တာပေါ့နော်သူကတော့လေတိတ်မသုံးရသေးတဲ့ခါကျတော့သူ့ effect ကိုတော့တိတ်မသိသေးဘူးပေါ့နော်သူလည်းသုံးရတာစိတ်ဖြစ်ပြီးတော့သုံးလို့ကောင်းတယ်မှာပါပါတယ်ဒါလေးကကြတော့ acid wine ကလေ vegan peptide eye serum လေးကို discount ချလို့သုံးကြည့်လိုက်တာပေါ့နော်သူက commonless ကလေမြန်မာပြည်မှာသူကofficial ရှိတော့လေအဲ့ website မှာဆိုရင် discount တွေကအမြဲချတယ်ပေါ့နော်အဲ့တုန်းကသတင်းချုပ်ရှိလို့လေတောက်လျှောက် 25% လို့ပါတော့ချတော့လေအဲ့ရနေ beauty product လေးတွေဝယ်ဖြစ်တာပေါ့နော်တော်လေးတန်ပြီးတော့အဆင်ပြေပါတယ်သူကနောက်မှလေးဖူးလေးပါတယ်အဲ့ဖူးလေးကိုနှိမ့်လိုက်လို့ရှင်သူကလို့ထွက်တယ်ပေါ့နော်မျက်လုံးလေးကိုပုတ်လိုက်ရုံပဲမျက်လုံးကိုလေး massage လုပ်လို့လည်းရတယ်ပေါ့နော်အဲ့ဒါလေးကတော့ discount ရှိလို့ဝယ်လိုက်တာ innovative ဖြစ်လို့သဘောကျလို့ပါသူက eye cream ထဲမှာနာမည်အကြီးဆုံးကတော့ပေါ့နော်ဒီ BOG လို့ခေါ်တဲ့ beauty of ဘာဆိုလဲမသိဘူးဂျင်းနဲ့စားတယ်ပေါ့နော်မခေါ်တတ်ဘူးသူကတော့လေ K beauty product ထဲမှာအရန်ကိုလူကြိုက်များတဲ့ eye serum လေးပါအဲ့ဒါကြောင့်မို့ပေါ့ share ပေးတာမဖောက်ရသေးဘူးအားလုံးကိုမဖောက်ချင်လို့လေခဏလေးတင်ထားတာ review ကတော့မပြောနိုင်သေးဘူးဖြစ်နေတယ်ပေါ့နော်ဒီ Medichu က night wiping mask ကတော့လေအရန်ကိုနာမည်ကြီးပြီးတော့အရန်ကိုပေါက်တာပေါ့နော်သူဖြင့် western ကဆယ်လီတွေကြားထဲမှာအရန်ကိုပေါက်တဲ့ mask လေးပါသုံးချီရတော့လေသူ့ကိုညဘက်မှာကပ်ပြီးတော့ပေါ့နော်မနေ့မှခွာရင်ကြလေမျက်နှာလေးတော်လေးတော့လေအရန်ကိုအဆင်ပြေတယ်ပေါ့နော်ဟိုအိဆန်နေတာမျိုးတော့တွေ့ရပါတယ်ပြီးတော့လေသူကဘာ skin care နဲ့မဆိုတွဲသုံးလို့ရတယ်ပေါ့နော်မကြိုက်တာကြပါလဲဆိုတော့လေသူကကိုကအိမ်တော်နဲ့အိမ်ပြောတတ်တဲ့သူဆိုတော့လေသူခြောက်သွားပြီလေကိုကအိမ်ပြောသေးတဲ့ခါကျတော့အရန်ခွာခြင်းနေတာပေါ့နော်ခွာခြင်းနေတဲ့စိတ်နဲ့ပိုအိမ်ပြောတော့လေကိုတက်ကတော့အဆင်မပြေပါဘူးအဲ့ဒါလေးကလေဟို product ကတော့တကယ်ကောင်းပါတယ်ဒီ long cam နဲ့မှာဆိုရင်ပေါ့နော်ဒီအဲ့ absolute cream လေးတွေကိုအရန်ကြိုက်တယ်အခုဆိုရင်လေသူကဟို mini လေးကြီးလည်းရတော့သုံးရတာအရန်တန်နေပေါ့နော်ဒါလေးကကြတော့ Ginny Fit ထဲကလေ eye serum လေးရလဲသူက eyelash ပါရတော့လေသဘောကျလို့ share ပေးတာပါအရင်တုန်းကလေလွန်ခဲ့တဲ့စနေလောက်က eyelash ပါရမှန်းအောင်မသိဘူးသလား
ခုမှပဲအသိဖြစ်တာလားဘာလားတော့မသိဘူး eyelash က eye ရောဆိုတော့သဘောကျတယ်ပေါ့နော် fresh တဲမှာတော့လေဒီ age renewal cream လေးကတော့တော်တော်လေးသုံးလို့ကောင်းနေပေါ့နော်ကိုကတော့လေညကိုသုံးလိုက်တာဆိုတော့လေအဆင်ပြေတယ်ပေါ့နော်ဒေးမှာသုံးတဲ့ဖြူလေးကကြတော့ကိုမှအဆင်မပြေဘူးသူကလေနှင်းစီဘက်လေးပါလို့လားမသိဘူးသူ့ကိုလိမ့်ပြီးတော့ sun cream လေးလို့ရှင်ကြတော့လေဖတ်ဖတ်လေးဖြစ်တယ်ပေါ့နော်အဆင်မပြေပါဘူးဒါလေးကတော့လေ dashboard သမားတွေအတွက်ပေါ့နော် bad review ပေးတာပါသူ့ကိုလေပထမကဒီ dashboard treatment တင်လို့ပေါ့နော်ဝယ်လာမိတာသူကကြတော့ဟိုဖြူရောင်ကြီးနဲ့ပေါ့နော် dashboard မှိန်သွားအောင်လို့တော့ color correction ပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ဆိုတော့လေပြီးတော့လေ concealer လို့လည်းမဟုတ်ဘဲနဲ့လေတမျိုးကြီးပဲလိမ့်ရတာအဆင်မပြေဘူးပေါ့နော်ဒါလေးကကြတော့ Sally Mask ကလက်ဆောင်ထည့်ပေးလိုက်လို့လေရလာတဲ့ Sally Mask က retinol shot လေးပါသူကလည်းလေရမ်းနာမည်ကြီးတယ်ပေါ့နော်ကိုသုံးကြည့်တော့လေသူ့ကိုလိမ့်လိုက်ခြင်းလေပူတယ်ပေါ့နော်အိုက်ကြီးဖြစ်တယ်မကြိုက်ဘူးပေါ့နော်ဒါမဲ့ပြီးတော့လေအစီပြန်မယ်လို့ထင်မိတာလေနောက်နေ့မနေ့ကျတော့မျက်နှာမှာတော့အစီတော့ပြန်မနေပါဘူးစာရေးတဲ့ post လေးလည်းတစ်ခါတင်မှုလေပေါ့နော် retinol ထဲမှာတော့လေဒီ ROC ကတော့အရန်ကိုကောင်းပါတယ်သူကကြတော့လေ retinol ရော AHA ရောပေါ့နော်နှစ်ခုလုံးပါတဲ့အတွက်လေသူ့ကိုလိမ့်ပြီးလို့ရှင်2ရက်3ရက်လောက်ပေါ့နော်မျက်နှာလေးကလေအရန်ကိုချောနေတယ်ပီးလေးလှုပ်ထားတဲ့အတိုင်းပဲပေါ့နော်ဒါပေမဲ့နေ့တိုင်းတော့လည်းမသုံးပြတ်ပါဘူး skin barrier ပဲပြတ်မှာဆိုလို့လေretinol ထဲမှာတော့သူအကောင်းဆုံးပါပဲသူနဲ့ Neutrogena နဲ့ကကောင်းနေပေါ့နော် Neutrogena ကကြတော့လေပြီးအောင်မသုံးလိုက်ရဘူးနှစ်ခုလုံးကိုလေသုံးလက်စားနဲ့ကောင်းနေဆိုပြီးတော့ skin problem ရှိတဲ့သူပေးလိုက်တော့လေကိုကမသုံးလိုက်ရဘူးပေါ့နော်ဒါပေမဲ့အရင်တော့ကြိုက်ပါတယ် clinic ကလေသူက retinol နဲ့ peptide နဲ့နှစ်ခုပေါင်းထားတဲ့ serum လေးပေါ့နော်ဒါလေးဆိုရင်3မေပဲပါတယ်18000လောက်မသိဘူးပေးရတယ်ပြီးတော့သူ့လည်းလေတပူးချင်းစေးရလဲ4သိန်းလောက်ရှိရပေါ့နော်တော်လေးစီးကြီးပြီးတော့လေလိမ့်လိုက်တာနဲ့တမ်းပြီးဝက်ချံပေါက်ပါတယ်မကြိုက်ဘူးပေါ့နော် bad review ပေးပါတယ် clinic ကတော့လေကိုပါ try ကိုနှကန်းနေရအစား skin care အဆုံးတစ်ခုမှမကြိုက်တာဒါလေးကတော့လေခဲရောင်ချင်းတူနေတော့ပေါ့နော်သူကလေ semi fine မီကလည်းဒီ retinol serum လေးတွေကလည်းခရမ်းရောင်လေးပေါ့နော်တော့ခရမ်းရောင်ဆိုရင် retinol များမယ်ထင်တယ်သူကလေဒီပေါ့သူ့ရဲ့ texture လေးရေးလို့ပဲ texture နဲ့သူကဒီအစီလေးတွေကဒီဘကူချီရောအစီလေးတွေပေါ့ဒါမဲ့လေသုံးတာတော့လေသုံးပြီးလို့ရှင်ပေါ့နော်ဆွမ်းနာ ROC လိုမျိုးလေဒီမျက်နှာလေးရန်ကိုချောပြီးတော့မှုတ်သွားတယ်ပေါ့နော်နောက်နေ့တွေမှာအဲ့လိုခံစားချက်တွေပါတယ်ဘာမှကိုမရှိဘူးစိတ်ထဲမှာလေဘာမှ affected မဖြစ်ဘူးလို့ပဲခံစားရပါတယ်မကြိုက်ဘူးပေါ့နော်လုံးဝကိုလေနောက်ထပ်ပေါ့နော်မဲရီချွတ်တဲ့ထောင်ပိုကြိုက်တာတော့ VT ပဲ VT ကလေဒီ short လေးတွေကလေသူ short ထဲမှာတော့သူအရင်ဆုံးပေါ်ရလို့ထင်တယ်ပေါ့နော်ဒီဘာလို့ဆိုမဲရီချွတ်ကလည်းအဆိုဆုံး short ဆိုပြီးတော့ထုတ်တယ်လေအဲ့ဒါလေးတွေဝယ်ထားတယ်ဒါပေမဲ့မစမ်းကြည့်ရသေးဘူးပေါ့နော် VT က short တွေသုံးတာတော့လေတော်များအဆင်ပြေတယ်ဒီအပြာလေးနဲ့ရွှေရောင်လေးပဲကြံနေပေါ့နော်အဲ့နှစ်ခုတော့မစမ်းကြည့်ရသေးပါဘူးအပြာလေးကကြတော့လေသူကကြတော့skin ကိုချောစေတယ်ပေါ့နော် dead skin တွေကို skin cell တွေကိုဖယ်ပေးတယ်အဝါလေးကကြတော့သူက dead spot အတွက်ပေါ့နော်ပန်းရောင်လေးကကြတော့ collagen ပေါ့ပန်းရောင်လေးရဲ့အစိမ်းလေးတွေရောင်စုံရဲ့သုံးတာတော့လေအရန်အဆင်ပြေပါတယ်သူ့ကိုသုံးပြီးလို့ရှင်လေတကယ်ကို microneedling ဟိုတော့ပြင်မှာတော့မလုပ်ဘူးပဲပေါ့နော်သူက microneedling ရဲ့ concept ကကြတော့ skin ကို scar လေးတွေဖြစ်ပြီးတော့ scar လေးတွေက collagen က skin ကိုတင်းရင်းစေတယ်ပေါ့နော်ဒီမီးလောင်တာတို့ချင်းစည်းပူလောင်တာတို့မှာအမာရွက်တွေဖြစ်တယ်လို့မျိုးပေါ့နော်သူကမာယိုလေးတွေဖြစ်ပြီးတော့တခါလေကြားလို့ရှင်ဒီscar တွေကလေ contracture ရတယ်လို့မျိုးပေါ့သူကလို contracture effect နဲ့ skin ကိုတင်းရင်းစေတယ်ဆိုပြီးတော့အဲ့
principle နဲ့သွားကြတာဆိုတော့လေဒါလေးကတော့ micro needle လေးတွေအများကြီးပါတယ်လိမ့်လိုက်လို့ရှိရင်ဆက်ဖြင်းလေးဖြစ်တယ်ပေါ့နော်နောက်နေ့မှလေသူကဒီအနည်းအနေလို့ရှိရင်အဲ့လိုမျိုး scarring ချက်တဲ့ပုံစံမျိုးပေါ့နော် skin မှာလေကုတ်စရာတော့မလိုဘူးပေါ့လို့ရရလေး sensation လေးဖြစ်တယ်ဆိုတော့လေတကယ်ကို effective ဖြစ်တယ်လို့ထင်တယ်ပေါ့နော်သုံးတဲ့အခါမှာလည်းလေဘာ side effect မှလည်းမရှိဘူး၄အောင်လောက်သုံးတာကိုလေအတော်လေးကိုအဆင်ပြေပါတယ်ဒါလေးကတော့လေ effective ဖြစ်မယ်လို့ထင်တယ်ပေါ့နော် recommend လုပ်ပါတယ်သုံးကြည့်ပါလားပေါ့နော်သူကလေတပူးကိုပေါ့နော်သူလည်းဈေးကြည့်ရတယ်မှာတော့ပါမယ်ပေါ့နော်ဒီချာတော့မကြည့်ရသေးဘူးဒေါ်လာ80လောက်တော့ရှိရခြင်းနဲ့သူကလေအဲ့ဒါလေးကကြတော့ဟို western blogger တွေကြားထဲမှာတော့ဟို Medicube လောက်တော့နာမည်မကြီးဘူးပေါ့နော်ကိုကတော့ Medicube ထက်ပိုကောင်းမယ်လို့ထင်မိတယ်နောက် K Beauty နေ review တွေလိုက်ဖတ်လို့ရှိရင်လေဒီ menu က Aquaveria cream လေးကလည်းရမ်းကိုနာမည်ကြီးပါတယ်ဟိုဒီ menu မှာဆိုရင်ပေါ့နော်သူက cleansing wine နဲ့ဒီ Aquaveria cream ကသူ့ရဲ့ best seller ပေါ့နော်ဟို Medicube မှာဆိုလို့ရှိရင်ကြတော့ vitamin C လေးကနဲ့ပင့်စီရန်က best seller ပေါ့နော်ပြီးတော့ Exosome shot မှာဆိုရင်သူအပြာလေးက best seller ပေါ့ကိုကြိုက်တဲ့ product လေးတွေကိုဆက်ပြီး review ပေးတာပေါ့နော်အဲခါလင်းကလေလိမ့်လိုက်လို့ရှိရင်အရန်ကို refreshing နဲ့ relaxing ဖြစ်တယ်ပေါ့နော်အရန်သဘောကျတယ်ပြီးရင်လေသူကလေတမျိုး